LiPo4 battery တွေကို ampere တိုးရင်ဘယ်လိုတိုးတင်လဲ inverter နဲ့ battery သုံးပြီးအချိန်ကြာကြာသုံးလို့ရအောင် battery ထပ်တိုးကြပါတယ်ဒီလိုတိုးတဲ့နေရာမှာမူလ battery နဲ့အမျိုးအစားတူ ampere တူ BMS တူဖြစ်ရင်အကောင်းဆုံးပါဘာကြောင့် voltage တူ ampere တူ BMS တူသုံးတင်တာလဲ battery တွေကို series parallel ချိတ်တဲ့အချိန်မှာ BMS ကရဲ့ current မတူရင်ချိတ်ဆက်အသုံးမပြုသင့်ပါဘူး capacity မတူရင် battery တစ်ခုကအမြဲပြန်ကုန်သွားပြီးအခြားတစ်ခုကမကုန်သေးတာဖြစ်နိုင်ပါတယ် mass မတူရင် cut-off voltage balance method protection parameter မတူနိုင်ပြီး battery bank အတွင်းအချင်းချင်းမကိုက်ညီတာတွေဖြစ်တတ်ပါတယ် voltage တူ ampere တူ BMS တူဆိုရင်တိုက်ရိုက်ချိတ်ဆက်သုံးလို့ရပြီးတော့ bucket တိုင်းတိုးလာမယ် battery အပူဖိအားလျော့မယ် circuit life တိုးနိုင်မယ်စွမ်းဆောင်နိုင်ခြေမြင့်လာမယ်နောက်ပိုင်းထပ်တိုးခြင်းရင်လည်းပုံမလွယ်ကူပါမယ်တတိထားစရာအနေနဲ့ကတော့မချိတ်ဆက်မီ voltage level တူအောင် balance charge လုပ်ပြီးမှ parallel ချိတ်ရင် cable side fuse breaker ကို ampere တိုးလာရတဲ့အညီ upgrade လုပ်ရင် battery connection အတွက် bus bar သုံးရင် wire တစ်ချောင်းထက် current အလွန်မစီးအောင် bus bar သုံးတာအကောင်းဆုံးပါဒါမှသာပထမ battery နဲ့ထပ်တိုး battery communication cable ချိတ်ဆက် master sub ခွဲအားသွင်းအားထုတ်ညီမျှပြီးအဆင်ပြေပြေနဲ့စိတ်ချစွာသုံးလို့ရမှာဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ solar inverter battery တက်ဆင်ခြင်းသည်ဖြစ်စေ solar နဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းခြင်းသည်ဖြစ်စေ Titan Solar မြန်မာမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ